ဒီနေ့မှာတော့အိမ်တော်20ကျနိုင်ကြီးရှိတဲ့အမျိုးသမီးတယောက်ရဲ့လက္ခဏာအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီလက်ပုံစံလေးကတော့အသက်30ကျော်အရွယ်အမျိုးသမီးတယောက်ရဲ့လက်ပုံစံတူဖြစ်ပါတယ်။မူလလက်ပုံစံကိုဖော်ပြဖို့မသင့်တဲ့အတွက်ပုံစံတူလက်ကလေးကိုပဲဖော်ပြလိုက်ပါတယ်။မက်ဆင်တေကနန်းတွေထိုးထားတဲ့လမ်းတစ်လျှောက်ကတော့နှလုံးလမ်းကြောင်းဖြစ်ပါတယ်။နှလုံးလမ်းကြောင်းကိုပထမဆုံးသုံးသက်ကြည့်မှာဖြစ်ပါတယ်။နှလုံးလမ်းကြောင်းကတော့အခွားတရံနဲ့စတင်ထားတာဖြစ်ပါတယ်။တစ်ခွားကတော့လက်ညှိုးနဲ့လက်ကလေးကြားတဲ့ကနေဆင်းလာပြီးတော့နောက်တစ်ခွားကတော့ဥကောင်းလမ်းကြောင်းအသက်လမ်းကြောင်းနဲ့ထိပ်ပြီးတော့မှဆင်းလာတာဖြစ်ပါတယ်။နှလုံးလမ်းကြောင်းကရှင်းလင်းပြီးတော့မနေပါဘူး။အခွားတရံနဲ့စားခဲ့တယ်ဆိုရင်တစ်ခွားကကျတော့ဥကောင်းလမ်းကြောင်းကနေလာတဲ့အတွက်ဒီနောက်ရေးချီမှာကံကောင်းနိုင်ခြင်းနေပါတယ်။နောက်ပြီးတော့ဒါကြောင့်မှလည်းပြည့်ဆက်တွေထက်ဆက်တွေဖြစ်နေပါတယ်။နောက်ပြီးတော့ဖြတ်မြင်းကြောင်းတွေလည်းပါဝင်တဲ့အတွက်အိမ်တော်ရေးခြေနဲ့ပတ်သက်ပြီးတော့ဖြောင်းပြူးနိုင်တဲ့လက္ခဏာရှိမဟုတ်ဘူးလို့ပထမဆုံးသုံးသပ်လို့ရပါတယ်။မဆင်နဲ့ထိုးထားတဲ့နေရာကတော့အိမ်တော်ရေးလမ်းကြောင်းတွေဖြစ်ပါတယ်။အိမ်တော်ရေးလမ်းကြောင်းနှလုံးလမ်းကြောင်းနဲ့ကပ်နေတဲ့အိမ်တော်ရေးလမ်းကြောင်းကတူပြီးတော့အပေါ်ဘက်ကအိမ်တော်ရေးလမ်းကြောင်းပူရှိတာကိုတွေ့ရပါတယ်။ဒီနံပါတ်2အပေါ်ကလမ်းကြောင်းကတကယ်တော့တဲ့36ပတ်ဝန်းကျင်မှာပေါ်လာတဲ့အိမ်တော်ရေးလမ်းကြောင်းဖြစ်ပါတယ်။အိမ်တော်ရေးလမ်းကြောင်းနှစ်ကတော့အသက်25နဲ့30အတွင်းမှာပေါ်တဲ့လမ်းကြောင်းဖြစ်ပါတယ်။ခုဒီအိမ်တော်ဒီလက္ခဏာရှင်ရဲ့အသက်က30ကျော်ဝန်းကျင်ပဲရှိပါသေးတယ်။အဲ့တော့ဒုတိယတန်ရောစဉ်သူ့ဘဝမှာပေါ်နိုင်တယ်လို့သုံးသပ်လို့ရပါတယ်။မက်ဆင်သုံးထိုးထားတဲ့နေရာမှာရှိတဲ့လမ်းကြောင်းလေးတွေကတော့တန်ရုံးစိန်လမ်းကြောင်းတွေဖြစ်ပါတယ်။တန်ရုံးစိန်လမ်းကြောင်းတွေကကံလမ်းကြောင်းကိုလာထိနေတာဖြစ်ပါတယ်။ကံလမ်းကြောင်းကိုတန်ရုံးစိန်လမ်းကြောင်းတွေလာထိနေတဲ့အချိန်မှာဆိုလို့ရှိရင်အိမ်တော်ကြားတတ်ပါတယ်။အောက်ကနံပါတ်3ကတော့အသက်25နဲ့30ပတ်ဝန်းကျင်မှာအိမ်တော်ကြားနိုင်ရှိပြီးတော့အပေါ်က3ကတော့အသက်36ဝန်းကျင်မှာအိမ်တော်ကြားနိုင်ရှိတယ်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်။မက်ဆင်လေးရေးထူထားတဲ့လမ်းကြောင်းကတော့ဥပ္ပမြင်ဖြစ်ပါတယ်ဖြတ်မြင်တွေဖြစ်ပါတယ်ဒီဖြတ်မြင်တွေကအိမ်တော်ရေးလမ်းကြောင်းနှစ်ခုစလုံးကိုဖြတ်ထားပါတယ်ဒါကြောင့်မလို့ဒီလက္ခဏာရှင်ဟာအိမ်တော်ရေးနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေဘဝမှာကြုံတွေ့ရပါလိမ့်မယ်နံပါတ်5နဲ့ဖော်ပြထားတဲ့မြင်ကြောင်းကတော့ဥပ္ပမြင်ကြောင်းပဲဖြစ်ပါတယ်ဒီဥပ္ပမြင်ကြောင်းကအင်္ဂါကျူကုံအဖိုးကနေဆင်းလာပြီးတော့အသက်လမ်းကြောင်းနဲ့ကံကြမ္မာလမ်းကြောင်းကိုဖြတ်သွားတာဖြစ်ပါတယ်ဒါကဘာလို့ဆိုလိုတာလဲဆိုတော့ဒီလက္ခဏာရှင်ကဘဝမှာအခက်အခဲပေါင်းများစွာကိုဖြတ်ကျော်ရမယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်နံပါတ်6ကတန်းနဲ့ဖော်ပြထားတဲ့မြင်တွေကတော့အသက်လမ်းကြောင်းကနေထွက်တဲ့ကံကြမ္မာမြင်တွေဖြစ်ပါတယ်ဒီကံကြမ္မာမြင်တွေကဘာလို့ညွန်ပြတယ်လဲဆိုတော့ဒီလက္ခဏာရှင်ဟာအသက်ကြီးပိုင်းအသက်35နှစ်နောက်ပိုင်းမှာဘဝမှာအောင်မြင်မှုတွေငွေကြေးကံကောင်းတာတွေကိုကြုံတွေ့ရမယ်ဆိုတာကိုညွန်ပြနေတာဖြစ်ပါတယ်နံပါတ်9ကဏ္ဍနဲ့ဖော်ပြထားတဲ့လမ်းကြောင်းကတော့အင်္ဂါကျိုးကုံအဖူကနေပြီးတော့စနေကျိုးကုံအထိတက်သွားတဲ့ကံကြမ္မာလမ်းကြောင်းဖြစ်ပါတယ်အင်္ဂါကျိုးကုံအဖူရဲ့သဘောတရားအရာဒီလက္ခဏာရှင်ဟာမဆုံးမနစ်ဇွဲလုံးလာဝရိယရှိစွာနဲ့ကြိုးစားအားထုတ်မှုကြောင့်ဘဝမှာအောင်မြင်မှုရရှိမယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒီလက္ခဏာကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်အခြေရေးအိမ်တော်ရေးမှာနာကျင်ခံစားရတာတွေအဆင်မပြေမှုတွေဘဝမှာကြုံတွေ့ရနိုင်ပြီးတော့အလောက်ကိုင်းနဲ့ငွေကြေးကံမှာတော့ကောင်းမွန်နေတာကိုတွေ့ရပါတယ်အလောက်ကိုင်းနဲ့ပတ်သက်လို့ရှိရင်မိဘတွေဆွေမျိုးတွေရဲ့အထောက်အပံ့ကိုရရှိမယ်လက္ခဏာဖြစ်ပါတယ်